အဲ့တော့အခုပေါ့နော်ဟိုကျွန်တော် page မှာမပြောရသေးတဲ့အကြောင်းတရားတစ်ခုရှိသေးတယ်အဲ့ဒါပါဒီကိစ္စအဲ့တော့မတည်သေးတဲ့သူများပေါ့ဗျာဆရာကြီးများကြော်သွားပါပေါ့အဲ့တော့ဆိုလိုချင်တဲ့သဘောတရားပါလဲဆိုတော့ဒါ customer သူရွှေပေးလာတာဒီရွှေနဲ့သူကအထည်လုပ်ချင်တာနောက်တစ်ယောက်ကလည်းဒီရွှေနဲ့အထည်လုပ်ချင်တာအဲ့တော့ဒီနှစ်ခုကိုအထည်လုပ်ချင်တဲ့အနေအထားတစ်ခုမှာသူက15ဘိတ်အရေးပြင်လုပ်မှာပေါ့15ဘိတ်ပါလေသူဒီရွှေကို15ဘိတ်ဖြစ်ပြောင်းပြီးတော့သူကအထည်ခတ်ချင်တာသူတယောက်ကလည်းဒီရွှေကို15ဘိတ်ဖြစ်ပြောင်းပြီးတော့အထည်ခတ်ချင်တာအဲ့တော့သူတို့ဒါအခုဆက်လိုက်တဲ့ခါကျဒါ73ဘိတ်ဒီကောင်တော့14ဘိတ်6ကြီးလောက်14ဘိတ်6ကြီးပေါ့သူကတွက်တယ်ပေါ့အဲ့တော့အဲ့ဒီမှာကျွန်တော်တို့အများသောအားဖြင့်ရွှေဆိုင်တွေတော်များဘာလို့တက်ကြလဲဆိုတော့ဒီကောင်ငွေမောင်းတက်လိုက်တယ်ငွေမောင်းတက်ပြီးတော့ငွေမောင်းနဲ့ပဲအပေါင်းနှုတ်လုပ်ပြတယ်ပေါ့အဲ့လိုလုပ်တဲ့နေရာမှာပြဿနာကြီးရှိတယ်။ဘာပြဿနာရှိလဲဆိုတော့ပထမဝယ်စည်းရောင်းစည်းခွာတဲ့ပြဿနာကြီးရှိတယ်။ဝယ်စည်းရောင်းစည်းခွာတဲ့ပြဿနာမှာရွှေစည်းမတည်ငြိမ်တဲ့အခါမျိုးတွေမှာတော်တော်လေးကိုဒါစကားတွေပြောရတယ်မလိုအပ်တဲ့ပြဿနာတွေဖြစ်တယ်ပေါ့ဗျာ။အဲ့တော့ကျွန်တော်ကဒါကိုဘာလုပ်လဲဆိုတော့အဲ့လိုဟာတွေကျွန်တော်ကမလုပ်ဘူးလုံးလေးလုံးထားလည်းမရှိဘူးကျွန်တော်လုံးလေးလုံးထားရှိတာတော့ကျွန်တော်ကဒါကိုအရေးပြနှုတ်တယ်လို့ခေါ်တယ်ပေါ့။အဲ့တော့ဘယ်လောက်သားရှိလဲပေါ့နော်။ဒါကောင်15ဘိတ်ပြင်မယ်ဆိုရင်ကျွန်တော်ဒီတည်းက15ဘိတ်ပြင်မယ်ဆိုတော့တေးကြတယ်ဒီကောင်ဒီ15ဘိတ်ဘဝကိုရောက်သွားတယ်15ဘိတ်ဖြစ်သွားတယ်ဆိုတော့ဒီကောင်ဒီရှိတဲ့အလေးချိန်နဲ့ရော့သွားမှာပဲအဲ့ဒါဘယ်လောက်ရော့သွားမယ်ဘယ်တော့ရော့သွားတဲ့အခါကျတော့သူ့ကိုဘီးရွှေက15ဘိတ်ဘယ်လောက်သားဆိုပြီးဖြစ်သွားတာပေါ့စင်းရအဲ့တော့ပြီးသွားတော့မှကျွန်တော်အထည်လုပ်တယ်လုပ်ပြီးတော့တဲ့အခါကျတော့မှစားရရွှေ15ဘိတ်ဘယ်လောက်ပေါ့ဗျာနော်ဒါအရေးပြနှုတ်ချင်းပေါ့အရေးပြနှုတ်ချင်းဆိုတဲ့သဘောတဘာဝကိုဒါမတည်သေးတဲ့သူများဘုသူဒရစီလိုချင်းကဟိုကြုံလာတဲ့အခိုက်အတန့်မှာကျွန်တော်တင်ပြပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်